ကျွန်တော်ဆိုရင်လည်းဒီမှာကြည့်ရဗျာလူကောင်းလေးကတေးလေးဆောက်ကကြည့်တာချောရင်ချောနေလာတယ်ဗျာလူကောင်းလေးကတေးသေးလေးမင်္ဂလာပါကျွန်တော်တို့အမာကနေပြီးတော့ပြန်လဲလိုက်ပါတယ်ကဲဒီနေ့ချက်ပြပေးချင်တာကျွန်တော်ဒီမှာတော့1900နှစ်စီကိုဒီကောင်ကဒီဘက်ကျတော့ကျွန်တော်ဒီ2021မော်တယ်ပေါ့နော်အတိုင်းမဲ့ဒီကောင်2021လာနေ2022ပေါ့နော်ဒီကောင် SC ဟိုကောင်ကျတော့ UU ပေါ့နော်အဲ့ဒါလေးကိုရှင်းပြရင်းနဲ့ကျွန်တော်ဒီဘင်းလေးကိုတောက်ချပေးမယ်နော်အဓိကတော့ညီကိုတွေအတွက်ကျွန်တော်ဒီညီပညာဘုဒ္ဓက knowledge လေးပေးနေကျွန်တော်လည်းဒီဘင်းလေးကိုပြောတဲ့ဒီကျမ်းမှာပါညာကျွန်တော်လည်းလေ့လို့ရအောင်ကျွန်တော်ရောင်းချပေးမယ်ပေါ့နော်ဒီလုံးကြည့်ရအောင်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်ဒီဇဘိုးရပေါ့နော်ဇဘိုးရကျွန်တော်ဒီ2019နဲ့အစင်းစင်းထုတ်လာခဲ့တာဒါပေမဲ့လက်ရှိဒီကောင်လေးက2021လာမြင်2022မော်တယ်ဒီပေါ့နော်ဖြစ်တယ်ပေါ့နော်ချက်ပတ်လေကိုကြည့်အောင်မော်ရကြီးတဲ့ခါကျရင်လည်းအလွယ်ဆုံးမော်တယ်ကြည့်နီးပေါ့နော်ကျွန်တော်ပြောပြပေးမယ်ဒီမော်ရကြီးရမှာကမော်ရအမှန်ဆုံးပေါ့နော်ကြည့်ရမှာကကျွန်တော်ဒီနောက်ပရိတ်ဆိုရင်ဒီပိုက်လေးပေါ့နော်အဲ့နားလေးကိုချက်ကြည့်ပြီးတော့ဒီပိုက်ပေါ့နော်ဒီပိုက်ပေါ့နော်အဲ့ပိုက်မှာချက်ကြည့်အဲ့ဒါကပြောချင်တာကအလွယ်တကူဖြုတ်မလဲလို့ရပြောရတာအများတန်းမလဲဖြစ်တဲ့အရာတခုကိုကျွန်တော်ကစစ်ကမှာပေါ့နော်ဥမာအဲ့ပိုက်တွေပါဆိုရင်အများတန်းမလဲဖြစ်ဘူးမလဲဖြစ်တဲ့အရာဆိုရင်ကြည့်ရမယ်ဒီကောင်းဆိုရင်ကျွန်တော်တို့ဒီမှာကအပိုက်မှာက22 9လပေါ့နော်ဒီမှာဆိုလဲ2021 9လပေါ့နော်2021 9လပေါ့နော်ပါတယ်ပြောချင်တာကဒီနေရာလေးရဲ့ဒီပိုက်ရဲ့ကိုကျွန်တော်ကပေါ်တယ်ကြည့်ရမယ်ပေါ့နော်ဒီကောင်ရောကျွန်တော်ဒီ2021လာမြင့်ပေါ့နော်ဒါပေမဲ့ထုတ်တာတော့2021လာမြင့်ဖြစ်မယ်လေတကယ်လည်းရောင်းချတာ22မှာပေါ့နော်အဲ့ဒီကိုကျွန်တော်22ပြောရမယ်ကျွန်တော်ဒီ BN လူဘာလို့လဲဒါကျွန်တော်လေလံမာကလာတာ22လာဒါပေမဲ့ဘင်းကတကယ်22အမှန်တကယ်တော့မဟုတ်ဘူးသူကတစ်နေ့ဗျာထုတ်တာ21ဆိုရင်ရောင်းတာ22အဲ့လိုဖြစ်တဲ့အတွက် model ကအဲ့လိုလေးအနေနဲ့ကွာပြီးအဲ့ဒါတော့တကယ်ဆရာကြီးကြီးတည်တယ်ဒေါသရင်မသိဘူးဗျာတစ်ခါကျရင်ဒေါသရောင်းရတယ်ရောင်းဖတ်တယ်ပေါ့နော်ကဲတို့ရောင်းချတဲ့ဟာပေါ့နော်ကဲချက်ပြပေးမယ်ဒီကောင်းကြောက်ဒီ1900 SEO နဲ့ဒီ1900 U နဲ့ဘာကွာလဲဆိုရင်အဓိကကျွန်တော်ဒီအင်ဂျင်တော့ဒီအင်ဂျင်မှာဖရန်တော့ဒီ frame ပဲကာဗာချူးသားလည်းတွေ့ဘူးအိတ်မကွာဘူးဒီကောင်လေးကအဓိကကွာတာ substance ဟစ်ကွာဒီကောင်ပုံနေတယ်နော်ဒီကောင် U ပေါ့နော်ဒီဆက်ဆန်းချင်းကိုကြည့်မယ်ဒီဆက်ဆန်းချင်းအဓိကကွာတယ်နော်ဆက်ဆန်းချင်းမှာဒီမှာကွန်နေတန်းတွေကိုကျွန်တော်တို့ကဒီကောင်ဆိုရင်တစ်ဖက်တည်းပါတယ်ပေါ့နော်ဒီကောင်ဆိုရင်ဒီမှာကွန်နေတန်းတွေကိုနှစ်ဖက်ပေါ့နော်ဒီအပြော့မှာကျွန်တော်ဒီကွန်နေတန်းတွေက C ကိုပြောနော်ဒီ short bar ထဲမှာရှိတဲ့ C ကိုအပြော့မှာချိန်လို့ရတယ်ဒီမှာ wall လက်လေးနဲ့ပေါ့နော် wall လက်လေးနဲ့ကျွန်တော်ဒီ manual type ပေါ့နော်ချိန်လို့ရတယ်အဓိကအဲ့ဆက်ဆန်းချင်းကွာတယ်ပြီးတော့ဒီဘက်ကိုတစ်ချက်လာကြည့်လိုက်နောက်ဆက်ဆန်းချင်းကွာတယ်ပေါ့နော်ဟိုကောင်ကျတော့ဒီကိုရင်းဆက်ဆန်းချင်းဆက်ဆန်းချင်းဒီကောင်ဆိုတာလဲဒါတော်များမိကြတယ်ဒါဆိုတော့လဲကျွန်တော် C ကိုအပြော့မှာချိန်တာပေါ့နော် supply ကိုအပြော့မှာချိန်တာဒီကောင်ဒီ adjust ပေါ့နော်။ဘောင်းကျတော့ C ကိုပြော့မှာချိန်တာပေါ့နော်။ဒီကောင်လေးကျတော့ဒီမှာကြည့်မယ်။ဒီမှာ C ကိုပြော့မှာချိန်တာပေါ့နော်။အဲ့ဒါရှိဒါsupply ကိုပြော့မှာချိန်နေတာပေါ့နော်။ပြောချင်တာက suspension တွေကွာပြီးတော့ brake system တွေကွာဒီကောင်ကျတော့ကျွန်တော်ဒီ view နော် standard brake ကိုနေပါပေါ့နော်။ဟိုကောင်ကျတော့ jumbo brake ဖြစ်သွားတယ်နော်။အဲ့ဒီတော့ကိုအဲ့လို brake တွေ short bar တွေအဓိကကွာတာဖြစ်တဲ့အတွက်ကိုအဓိက name ကွာတာဈေးကွာတာပေါ့နော်။ဈေးကွာတယ်ကျွန်တော်တို့ဒီ channel တော့ဘယ်လိုတိတ်ကွာမှာအဓိကဈေးကွာတယ်brake တွေ suspension တွေပါတယ်အဲ့လို brake တွေ suspension တွေကိုအဆင့်မြင့်တာဖြစ်တော့စီးရပူကောင်းတာပေါ့ဗျာနော်လွယ်လွယ်လေးတွေ့ဘူဘိန်းတွေ့နေတွေ့လားစီးရတာပူကောင်းတယ်ဗျာအဲ့ဒီတော့ကိုပို့ပြီးဈေးကြီးပေးပြီးရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီကောင်ကဂျပန်ဘင်းဖြစ်တယ်ပေါ့နော်ဂျပန်ထုတ်ပေါ့နော်ဂျပန်ထုတ်ဖြစ်တယ်ဆိုတာဘယ်အောင်ကြီးရမယ်ဆိုရင်ကျွန်တော်ဒီမှာပြင်ပေါ့နော်ဒီမှာဆိုရင်ဒီကောင်ဆိုရင် made in Japan ပေါ့နော် made in Japan ဒီကောင်ဆိုရင်ကျွန်တော်ဒီ use ဒီရှားနိုင်ငံထုတ်တယ်ဆိုရင်ဒီမှာဘာမှမပါဘူးပေါ့နော်ကျွန်တော်ဒီဂျပန်ကလာတဲ့ဘိန်းကြီးတော်များဆိုရင်ဒီလိုလေးပါအဲ့ဒါလေးချက်ကြည့်လို့ရတယ်ပေါ့နော်အင်ဂျင်တော့ဒီအင်ဂျင်ပဲဒါပေမဲ့ကျွန်တော်ဒီထုတ်လုပ်တဲ့နိုင်ငံကွာတဲ့အတွက်ဒီ quality ဆိုတာအနေနဲ့များကွာတယ်ဗျာနော်အဲ့ဒီတော့ကိုကျွန်တော်ကဈေးကိုဝယ်ဈေးပို့ပေးပြီးဝယ်ရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ချင်းကြီးကိုတွေကိုဂျန်ရင်းစော်နဲ့ဖြုတ်ချင်လာဒါပေမဲ့ license လေးတော့မပါဘူးဗျာဒါပေမဲ့စီးပေါ့နော်ဘာညာစီးလို့ရတယ်နေသားလေးတစ်ခုကိုကျွန်တော်ချပြပေးရမယ်နော်ဆက်လေးချက်လို့ပြပေးမယ်ဂျပန်ဘင်းဖြစ်တဲ့အတွက်ဒီ easy မီး easy ဘူးတွေထည့်ရတဲ့ easy နေတယ်ဗျာအဲ့ဒါကြည့်လို့ရတယ်ဗောနော်ဘာလို့ခါကြနော်ဒါတော့ရောင်းမင်းမဟုတ်ဘူးဒါတော့ကျွန်တော်ဒီမှာစားပစ်လာလုံးနေပြီးတိုင်းနဲ့ကျွန်တော်ရှင်းပြဖို့ဗောနော်ရှင်းပြဖို့ဟိုဖြစ်ပြီးတာဗောနော်ရောင်းမင်းကတော့ဒီကောင်လေးကိုရောင်းကျင်တာဒါတော့ကျွန်တော်ဒီမှာစားပစ်လာလုံးတဲ့ဘိန်းဗောနော်အဲ့ဒါကိုကျွန်တော်ရှင်းပြတာဗောနော်ရှင်းပြခြင်းလို့ဒီလိုလေးရ
နော်ပြီးတော့ကျွန်တော်ဆိုရင်လည်းဒီမှာကြည့်ရဗျာလူကောင်းလေးကတေးလေး6ခွက်ကြည့်တာချောရင်ချောနေလာတယ်ဗျာလူကောင်းလေးကတေးလေးနော်အဲ့ဒါကိုကျွန်တော်ဒီကောင်လေးကိုစီးပြအဆင်ပြေလားမပြေလားတချို့ကဗျာကျွန်တော်က9ဘင်းနဲ့3နေရှိတယ်အဓိကစကေးပါပဲအဲဒါဒီကောင်ဆိုရင်ကျွန်တော်နေတာကိုချက်ကြည့်မယ်ကျွန်တော်ပါဆော်ကြည့်မဲ့နေတာပေါက်လားပေါက်တယ်ဆိုရင်ပေါက်တယ်ပြောနော်အဲ့လိုပေါ့နော်ခနာကိုဒီကသေးတာမတည့်ရနိုင်မဆိုင်ဘူးဒီကကိုစကေးကောင်းမှုပဲလို့ပဲပေါ့နော်ကျွန်တော်ချက်တက်တော့ကြီးဆန်းကြပြီနော်ကျောင်းချပေးမဲ့ဇီနိုကတော့ကျွန်တော်ဒီကတော့မပြောတော့ဘူးကြာစိတ်ဝင်စားရင်ကျွန်တော်ဖုန်းနံပါတ်ရှိတယ်ပြင်ရတယ်ဖုန်းကဆက်လာနော်အာဒီတွေများလို့ဟိုတကယ်စိတ်ဝင်စားတဲ့လူတွေဈေးကိုဆင်ပြေအောင်လုပ်ပေးမယ်ပေါ့နော်တကယ်တမ်းဂျပန်ဘင်းကျွန်တော်အစည်းကိုမှစီးကျင်တယ်ဆိုရင်ဒါပေမဲ့နည်းနည်းလေးဟိုဟာလေးတော့ရှိရဒါပေမဲ့ဖုန်းဆက်ကြမှာပြောတော့မယ်ပေါ့နော်ဘာလေးတွေဆက်ပါရှိရဘာလေးတွေလိုအပ်ချက်တွေရှိနေလဲဆိုတာကိုတရားဒီလိုမှလည်းလိုအပ်ချက်တစ်ခုရှိတယ်အဲ့ဒါကကျွန်တော်ပွင့်လင်းပြောရအောင်စီးပြပြီပေါ့နော်ဟုတ်တယ်ဒီနားမိုက်လားသွားအေးပြတာအေးပြဒီပါဆက်နော်အမဟုတ်တာအေးပြဒီပါအကုန်လုပ်တယ်ပေါ့နော်ခဏသူဒီပဲကျွန်တော်တို့ဒီဘယ်ကတော့တော်တော်လေးမိုက်ပါတယ်အင်ဂျင်ကတော့ဖွင့်လဲမရှိဘူးဗျရှယ်လေးပါဘယ်လိုလဲတော့ခဏကုန်နဲ့လိုက်တယ်ပြန်လာဟိုလေးပြင်ပြီးတော့လစ်လိုက်ရောရှယ်ပြတော့ညီကိုတယူမမနဲ့စာပေရန်နီပါမယ်ဒိန်ကောင်းတာလေးကြီးကျင်နေတယ်ကျွန်တော်ဖုန်းလာဆက်လိုက်ပူပြီးတော့မပြောတော့ဘူးနော်အားလုံးကျေးဇူးတင်ပါတယ်